ဒေါသကိုအပြတ်ရှင်းကျင်လို့ရှိရင်မေတ္တာဘာဝနာပွားပါတဲ့ဒီလိုပြောမေတ္တာဆိုတာအဒေါသမုန်းတီးခြင်းအလိုမကျမှုကင်းခြင်းလို့ဆိုတဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားဟာအရောဓအဲ့ဒီအရောဓဆိုတဲ့မေတ္တာတရားသည်ဒေါသဆိုတဲ့တရားကိုဖယ်ရှားပြတ်နိုင်ပါတယ်ဒါဖြင့်မေတ္တာဘာဝနာဘယ်လိုပွားရမလဲလို့ဆိုလို့ရှိရင်ကိုအရင်အာယုံစိုက်ကြည့်လိုက်လူတိုင်းဟာကိုရှေးဥစွာအာယုံထားလေးရှိကြဒါကြောင့်မလို့မေတ္တာပို့တဲ့ထဲမှာအဟံအဝေရောဟောမိငါရန်ကင်းမရစေအပြာပိစောဟောမိဆင်းရဲကင်းမရစေအာနိကောဟောမိဒုက္ခတွေကင်းမရစေဒုက္ခိအတ္တနံပရိဟရာမိချမ်းသာဒုက္ခချမ်းသာတာခန္ဓာကိုယ်ကြီးရဲ့ဝန်တွေကိုရွတ်ဆောင်မရစေလို့ကိုရှေးဥစွာအာယုံပြုတ်ပြီးတော့ကြည့်လိုက်ပြီးတဲ့အခါငါရန်ကင်းခြင်းနဲ့ကြောင်းကြကင်းခြင်းနဲ့ဆင်းရဲကင်းခြင်းနဲ့ချမ်းသာဖြစ်ခြင်းနဲ့ဆိုတာလိုပဲငါပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာလည်းပဲဒီလိုပဲဆန္ဒရှိကြမှာပဲလို့မေတ္တာအခြေပြိုးနိုင်အောင်အာယုံပြုတ်လိုက်တဲ့အခါကိုယ်စိတ်လေးကနုညံ့လာတဲ့အတွက်ကြောင့်အများကျိုးလိုလားတဲ့စိတ်ကလေးပေါ်လာတဲ့အခါမှာအလုံးသတ္တဝါတွေကအစဉ်ပြေကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေဆိုတဲ့ကိုနှစ်သက်တဲ့အတုံးကလေးနဲ့ကိုနှစ်သက်တဲ့အတွေးကလေးနဲ့အများသတ္တဝါတွေချမ်းသာပါစေဆိုတဲ့ဒီစိတ်ဓာတ်ကလေးထပ်တလဲလဲဖြစ်အောင်လုပ်တာကိုမေတ္တာပွားတယ်လို့ခေါ်တယ်အဓိကကတော့မေတ္တာဘာဝနာပွားတယ်ဆိုတာမေတ္တာမနောကံကိုပွားခိုင်းစိတ်ထဲမှာသတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့စိတ်ကိုအမြဲတမ်းစင်စစ်မပြတ်မိမိတဏ္ဍာမှာဖြစ်အောင်လုပ်ခြင်းဖြစ်ရှင်တဲ့နှလုံးထဲမှာရှိတဲ့ဖြစ်ပေါ်လာတတ်တဲ့ဒေါသတရားကိုဖယ်ရှားပြစ်နိုင်ပါတယ်